မင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ငင်္ဂါ support channel ကနေကြိုဆိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒါတင်းငွေနေ့ညမှာရှိမှကစားကြမှာ Europa League ပွဲစဉ်ဆိုလည်းရွေးချယ်ပေးသွားမှာဖြစ်တယ်ဒီပွဲစဉ်တွေကတော့12လပိုင်း9ရက်နေ့မှာရှိမှကစားကြတဲ့ပွဲစဉ်တွေလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်တွေမှာကျွန်တော်၄ပွဲပေါ့နော်ရွေးချယ်ထားတာရှိတယ်၄ပွဲလုံးကိုညီတို့ကြိုက်မယ်ဆိုရင်မောက်ဘော်ဒီမိမိကြိုက်နှစ်သက်အောင်ရွေးချယ်ဆော့ကစားပိုင်ဝင်ရှိပါတယ်မကြိုက်နေတဲ့ညီကိုတွေကတော့ကိုကြိုက်နေတဲ့အသင်းကနေပြီးတော့လိုက်ပြီးဆော့ကစားပိုင်ဝင်လည်းရှိပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်၄ပွဲတော့ရွေးချယ်ပေးထားတာဖြစ်တဲ့ ETDC 2ပွဲရဲ့နောက်ပြီးတော့ရှင်ဒါတင်တက်လီဂူ1ပွဲစဉ်နဲ့လာလီဂါစပိန်ပွဲစဉ်တစ်ပွဲပေါ့နော်ပေါင်း၄ပွဲကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဗျာကျွန်တော်နာပိုလီနဲ့ဂျူပင်ပွဲကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်နာပိုလီနဲ့ဂျူပင်ပွဲစဉ်မှာဆိုအင်္ဂလိပ်ဖြစ်တဲ့နာပိုလီကနေဂျူပင်ကိုဒါရှေ့စဉ်ပြဆုံးရှုံးနေကြောထားတယ်ပူပေါင်းသေးကတော့ဒါနှလုံးသွင်းပြဆုံးအရှုံးသေးဒါနှလုံးတော့စားသေးတွေကတ်လိုက်တာကိုတွေ့ရဗျနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်နှစ်သင်းပေါင်းထိတိုက်တွေ့ဆုံမှုရမှာအင်္ဂလိပ်ဖြစ်တဲ့နာပိုလီကတော့ဒါနိုင်ရရှိထားတဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့နာပိုလီနဲ့ဒီဂျူပင်နဲ့ထိတိုက်တွေ့ဆုံရမှာဆိုရင်ကြည့်ရမှာဆိုရင်နာပိုလီအင်္ဂလိပ်မှာနာပိုလီကြီးပဲအသာသေးရတာတွေ့ရဗျဆိုလိပ်ပွဲစဉ်တွေထဲမှာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒါဂျူပင်အနိုင်ရရှိထားတယ်နာပိုလီကလိပ်ပွဲစဉ်မှာဆိုနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဒါတည်ကြထားတယ်ဗျဒါဥရောပပွဲစဉ်လည်းရှိနေနာပိုလီကအင်ဝင်းမှာဒါဂျူပင်တလောက်ပဲကြောပေးရတယ်အတန်းကစားသမားကတော့ဒါနာပိုလီမှာရှိသလိုဂျူပင်မှာလည်းရှိရဗျဝုန်းဖြစ်တဲ့ဂျူပင်ကတခါလေကြောက်ရင်တိုက်စစ်ပိုင်းမှာတိတ်ပြီးတော့အလုံးမဖြစ်တာကိုတွေ့ရတယ်နောက်ပြီးတော့အင်ဝင်းဖြစ်တဲ့နာပိုလီကလည်းဒါထိန်းစော့တက်တာကိုလည်းတွေ့ထားရတယ်ဗျဒါပေမဲ့ကျွန်တော်ကတော့ဂျူပင်ကဒီနေ့ကစားပြီးသွားလို့ရင်ချန်ပီယံလိဂ်ကမှာဖြစ်တယ်လို့နာပိုလီကလည်းဒီနေ့တာကစားပြီးသွားလို့ရှိရင်ဒါချန်ပီယံလိဂ်ကိုကစားမှာလည်းဖြစ်တယ်အဲ့တော့ဒီနေ့ဖောက်ပေးတာဈေးရဆိုနာပိုလီရှီတီဆိုရင်ပြဆုံးရှုံးကြောထားတယ်ကိုကောင်းဈေးကတော့ဒါနှလုံးရှုံးသေးနှလုံးသွင်းပြဆုံးရှုံးသေးနှလုံးတစ်ဝက်စားသေးပေးထားတယ်ဒီဂျူပင်နဲ့ကစားမဲ့ပွဲစဉ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာဆိုရင်အင်ဝင်းဖြစ်တဲ့နာပိုလီကိုမယူရအောင်ပေးထားလို့ဂျူပင်ကိုလည်းအကြိုက်ပေးထားတွေ့ရတယ်ကိုကောင်းသေးလေးကပြောပြီးကိုပေါ်မဲ့အနေထားလောက်ကိုဒါရွေးချယ်ပိုင်းဝင်ပေးထားလဲတွေ့ထားကြဆိုတော့ကျွန်တော်ရဲ့ဒီစိတ်ကြကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ်ရှီတူပင်ပြဆုံးရှုံးသေးပေးထားတဲ့နာပိုလီကိုမယူရအောင်ပေးထားတဲ့အတိုင်းဖြစ်နေတဲ့ကြောင့်မို့ကျွန်တော်ကတော့ရဲဆုံပြီးတော့အင်ဝင်းဖြစ်တဲ့ဒါနာပိုလီဘော်ဒီကိုကတင့်တော်စင်းနဲ့ပဲလိုက်ပြီးတော့စော်စားသိကျင်ပါတယ်ခင်ဗျာနော်ကျွန်တော်နာပိုလီဘော်ဒီပဲကျွန်တော်ကြိုက်နှစ်သက်ပါတယ်နောက်တစ်ပွဲဖြစ်တဲ့ပေါ့နော်ဒါလာဇီယိုနဲ့ဒီဘိုလနာပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှလည်းဖြစ်တယ်ဗျဆိုတော့လာဇီယိုနဲ့ဘိုလနာလိုပွဲစဉ်မှာဆိုလို့ရှိရင်အင်ဝင်းဖြစ်တဲ့ဒီလာဇီယိုကလည်းမကြောထားဘူးဘိုလနာကိုဘာလို့ဆိုရင်အစင်ရတဲ့တူကကိုဘိုလနာ9ဗျဒါပေမဲ့စဉ်းစားကြတစ်ချက်ကတော့အင်ဝင်းဒီလာဇီယိုကနေရောဘိုလနာဘောလို့တလောက်ကြီးမကြောရရလဲနောက်ဆုံးကစားခဲ့လဲနှစ်သင်းပေါင်းထိပ်တိုက်တွေ့ဆုံမှုရအောင်ပြန်ကြည့်မယ်ဆိုရင်ဘိုလနာအနိုင်ရရှိထားတယ်ဗျအင်္ဂမန်ကိုကြည့်ရမယ်ဆိုရင်လာဇီယိုတို့တာတယ်ဒါပေမဲ့ body ဈေးမှာဆိုရင်ရှေ့စုဖောက်ထားတယ်ဂူပေါင်းဈေးကတော့နှလုံးသေးသေးပေးထားတာတွေ့ရကြဝဲတွေပြန်လာဖို့တော့ဒါအစင်သင်းလောက်တော့ဖြစ်နေလောက်ပြီနာပိုလီကဘာလို့ဆိုရင်ဂျာကာလာမှာလည်းနားထားတယ် AC မီလန်ကိုနိုင်ရရှိထားတယ်ဒီပွဲပြီးသွားရင်လိပ်ပွဲစဉ်တွေပဲ RBV ကမယ်နာပိုလီဘိုလိုနာကတော့ဒီပွဲပြီးသွားလို့ရှိရင်ပေါ့နော်ဒါ UFA ဒါယူဗာလီပွဲစဉ်ကိုကစားမှာလည်းဖြစ်တယ်ဗျအဲ့တော့ဂျူဗင်ကရှေ့တူဆိုရင်ဒါဒေဘက်ဖောက်ပြီးဂူပေါင်းသေးနှလုံးသေးကနှလုံးသွင်းသွားရင်ဒါပြဆိုးကျုံနှလုံးသွင်းသွားရင်ဒါတော့စားသေးတွေပေးထားတယ်တွေ့ရဗျအဲ့တော့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာလာဂျီယိုကအနိုင်ရပြီးတော့ဒီဇယားရဲ့အဆင့်ဇယားပြောင်းလဲမှုတွေတခုလေးလောက်သွားလိုက်လို့ကျွန်တော်ထင်မိတယ်တိုက်စစ်ပိုင်းမှာဆိုလာဂျီယိုဂိုးလေးတွေနည်းနည်းတင်ပြီးတော့ခက်စိတ်စိတ်ကလေးတွန်းလာတွေ့ထားတယ်တက်ကြွရွေးချယ်ပေးရမယ်ဆိုရင်တော့ဒါလာဂျီယိုနဲ့ဘောလောနာလိုပွဲစဉ်မှာဆိုကျွန်တော်ကတော့အင်္ဂလိပ်ဖြစ်တဲ့လာဂျီယိုဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ဗျာစပိန်လာလီဂါပွဲစဉ်မှာဆိုနောက်ကျပွဲစဉ်တွေကျွန်တော်ရွေးချယ်ပေးထားဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ UML နဲ့ဒါစတာဖီကိုပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ခင်ဗျာUML နဲ့စတာဖီကိုပွဲစဉ်မှာအင်္ဂလိပ်ဖြစ်တဲ့ရေးကတော့အစင်ကြားနှစ်ပြစတာဖီကိုကတော့အစင်ကြားရက်တည်မှုမှာဆိုရင်73တက်စင်းစုံနဲ့ဒါမနီမကတ်မှာရောက်ရှိနေတာလည်းဖြစ်တယ်ညအောင်နာကစားခဲ့တဲ့ဒီစပိန်လာလီဂါပွဲစဉ်မှာဆိုရင်ဘာစီလိုနာကိုနိုင်ပြီးတော့အစင်ကြားအထက်မှာရှိနေတယ်ဒီရကဒီနေ့တေးကြလို့လည်းမရဘူးရှုံးလို့လည်းမရဘူးတေးကြပါမယ်ဆိုရင်ဘာစီလိုနာရဲ့ဒါချန်ပီယံဖလားဖြစ်သွားလိမ့်မယ်ဒါတကယ်ပြောတာဘာလို့ဆိုရင်ဒီရက်ဒီနေ့အနိုင်ခံမှပါလဲချန်ပီယံစုကိုဒါစိန်ခေါ်ဝင်ဖြစ်ပြီးတော့ဒါဘာစီလိုနာကိုဒါချင်းချောက်ပြီးတော့ FIA ပေးရမှာလည်းဖြစ်တယ်အဲ့တော့ဒီနေ့ဖောက်ပေးထားတဲ့ရေးရဲ့အနေနဲ့ဘော်ဒီမှာနှလုံးသွင်းသွားရင်ပြဆုံးအစားသေးပေးထားတဲ့စတာဘီကိုဘောင်းသေးကတော့ဒါသုံးလုံးအရှုံးသေးရှိတယ်သုံးလုံးတစ်ဝက်အရှုံးသေးလေးလုံးတစ်ဝက်စားသေးပေးထားတယ်တွေ့ရတယ်ဗျအဲ့တော့အိမ်ဝင်းဖြစ်တဲ့ရေးကဒီနေ့ကစားသမားကောင်းကောင်းမွန်ပြန်ဆင်းလာခဲ့ပြီးတော့စတာဘီကိုအနိုင်ရရှိသွားမယ်ဆိုရင်တော့ကိုကတော့ပြတ်သွားပြီးတော့2 စီဒါ3 စီလောက်လည်းဖြစ်နိုင်တယ်ဒါကကျွန်တော်ရဲ့ခံမှန်းပေါ့နော်ကိုခံမှန်းရလဲပါအဲ့တော့ကျွန်တော်ကတော့စိတ်ကြကိုရွေးချယ်ပေးရမှာဆိုရင်ရေးနဲ့စတာဘီကိုပွဲစဉ်မှာဆိုရင်အိမ်ဝင်းဖြစ်တဲ့ရေးဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်ဆုံးတစ်ပွဲဖြစ်တဲ့ဗျာဒါပြင်သစ်လီဂို1ပွဲစဉ်မှာလည်းမှာဆိုရှင်ကျွန်တော်ရွေးချယ်ထားတော့ဒါလော်လီယွန်နဲ့လိုင်ယွန်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်တယ်ဗျလော်လီယွန်နဲ့လိုင်ယွန်ပွဲကနောက်ဆုံးနောက်ကျပွဲကစားခြင်းလည်းဖြစ်တယ်ဗျဆိုတော့ဒီလော်လီယွန်ကတော့ဒါအစင်ကြားရဲ့15အဝေးဝင်ဖြစ်တဲ့လိုင်ယွန်ကတော့အစင်ကြားရဲ့9မှာရပ်တည်နေတယ်ဝုန်းဖြစ်တဲ့လိုင်ယွန်ကနေပြီးတော့လော်လီယွန်ကြောပြတာဆိုရှေ့တူဆိုရင်ပြဆုံးရှုံးသေးကြောတာတယ်ဘိုးပေါင်းသေးမှာဆိုနှလုံးရှုံးသေးတစ်လုံးတစ်ဝက်စားသေးပြီးဗျသုံးလုံးတစ်ဝက်စားသေးကတော့ပေးရတော့မဟုတ်ဘူးဝုန်းဖြစ်တဲ့လိုင်ယွန်နဲ့ရုံးကန်မှာလည်းဖြစ်တယ်ဗျဒါပေမဲ့လော်လီယွန်ကလည်းကောင်းတယ်လို့တော့ပြောလို့ရတယ်ဒီပြည်သစ်
လီဂို1ပွဲစဉ်မှာဆိုပေါ့နောက်ဆုံးကစားခဲ့တဲ့လိုင်ယွန်းကပေါ့နော်ဒါ9ပွဲမှာ2ပွဲစတိုင်းအနိုင်ရရှိပြီးတပွဲသေးကြတယ်2ပွဲရှုံးနေတာတွေ့ရတယ်ဆိုတော့လော်လီယွန်းကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲ9ပွဲလုံးမှာ3ပွဲသေးကြတယ်တပွဲရှုံးပြီးတပွဲနိုင်ထားတယ်အင်္ဂုဖြစ်တဲ့လော်လီယွန်းကတော့ခံဆော့တက်တာကိုတွေ့ပြီးတော့ဒီပွဲဖြစ်သွားလို့ရှိရင်လိုင်ယွန်းကတော့ဥရောပပွဲစဉ်တွေကစားမှာလည်းတွေ့ထားတယ်ဗျအဲ့ကြတော့ဒီလော်လီယွန်းနဲ့ထိတ်တိုက်တွေ့ဆုံမှုကကြည့်မယ်ဆိုလို့ရှိရင်ဝေဝင်းဖြစ်တဲ့ဒီလိုင်ယွန်းကတာတယ်လို့ဆိုပေမဲ့ရန်ငါလောက်ဆိုရင်လိုင်ယွန်းကလည်းကြောင်တက်တာကိုတွေ့ရတယ်ကျွန်တော်ကတော့ဒါနှလုံးရှုံးသေးကိုပေါင်းသေးပြီးရော body ရှိလို့ပြားဆိုရှုံးသေးပေးထားတဲ့မှာဆိုရင်လော်လီယွန်းနဲ့လိုင်ယွန်းပွဲမှာဆိုလို့ရှိရင်ဒါကျွန်တော်ကတော့ကိုပေါင်းအောက်တစ်ချောင်းတွေကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်ကိုပေါင်းလေးပဲလိုက်ပြီးစုံစားသိချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရွေးချယ်ပေးထားတဲ့ဒါတနင်္ဂနွေနေ့ပေါ့နော်7လပိုင်း9ရက်နေ့မှာရှိမှကစားကြမှာဥရောပလိဂ်ပွဲစဉ်တွေမှာဆိုလို့ရှိရင်နာပိုလီနဲ့ဂျူဝင်ပွဲစဉ်မှာကျွန်တော်နာပိုလီ body ရွေးချယ်ပေးထားတာပါလာဇီယိုနဲ့ပိုလိုနာပွဲစဉ်မှာဆိုလည်းကျွန်တော်ကတော့ဒါလာဇီယို body ရွေးချယ်ပြီးတော့ယူရဲနဲ့စတာပီကိုပွဲစဉ်မှာဆိုကျွန်တော်ယူရဲ body ရွေးပေးထားပါလော်လီယွန်းနဲ့လိုင်ယွန်းပွဲမှာဆိုကျွန်တော်ကိုပေါင်းတစ်ချောင်းနဲ့ရွေးချယ်ပေးထားတာဖြစ်ပါတယ်ဒီပွဲစဉ်၄ပွဲစလုံးညီကိုကြိုက်မယ်ဆိုရင်မောင်းကြီးဆော့ရလို့ body ကြီးလည်းကိုရွေးချယ်ဆော့ပိုင်ခွင့်ရှိပါတယ်ခင်ဗျာနော်ကြိုက်နေတဲ့ညီကိုတွေကမိမိကြိုက်နေတဲ့အတင်းကိုရွေးချယ်ဆော့ကစားပါတက်ကန်ပြီးတော့လည်းဆော့ကစားလို့ရပါခင်ဗျာနော်ကျေးဇူးအားပေးတဲ့ညီကိုတွေကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ